လောကမှာဖျားဆိုတာတကယ်ကိုတစ်ခါတည်းမှသာပွင့်တာမပွင့်တဲ့အချိန်ကအလွန်များတယ်ဒါစဉ်းစားကြည့်ပြီးတော့သူတွေဟာခုချိန်မှာဖျားပွင့်တဲ့ခေတ်ခါနဲ့ကျုံနေတယ်ဖျားတရားတော်တွေကိုကြားနာခွင့်ရနေတဲ့အချိန်ရှိတယ်အဲ့တော့ကြားနာခွင့်ရနေကြတယ်ထို့ပါလို့တင်တယ်လေဒီတရားထဲမှာလာတဲ့အတိုင်းဒီကျင့်စဉ်တွေကိုသူတွေရှင်းတဲ့ကြည်ကြံကြုတ်ကိုအထောက်တင်တယ်လို့ပဲဆုံးဖြတ်ပါဖြစ်တယ်အဲ့ဒါမလို့ရင်လည်းရပြီးသားအခွင့်အရေးဆုံးတော့အောင်ပါပဲနော်ဆုံးတော့အောင်ပါပဲဒါကြောင့်ကိုအားပေးမယ်ဆိုလို့ရှိရင်တော့အဲ့ဒါကြောင့်ကိုတတိထားမှာတော့တရားတော်မှာသိဖို့အတွက်အခွင့်အလမ်းကိုမဆုံးရှုံးစေဖို့လိုအပ်တယ်အခွင့်ဆိုတာဟာထာဝရရှိနေမှာမဟုတ်ဘူးကျော်လွန်သွားနိုင်သေးတယ်အခွင့်အလမ်းကုန်သွားပြီးတော့မှဒုက္ခရောက်ပြီဆိုတဲ့အချိန်မှာလူတွေကစိုးရိမ်တော့ကြတွေဖြစ်ကြတယ်များသောအားဖြင့်လူဘဝမှာဝိចេတနာလည်းပြည့်စုံတယ်အသိဉာဏ်လည်းရှိတယ်သို့တော့ပြောသလိုနေပြီးတော့မကောင်းမှုဒုစရိုက်တွေနဲ့အချိန်ကုန်ပြီးလူဘဝမှာလူဘဝကသိဆုံးသွားလို့ငရဲရောက်ပြီဆိုတဲ့အခါမှာလူတွေကပြန်ပြီးတော့တန်းတကြတယ်ငါတို့အချိန်လေးတကားကုန်ခဲ့တယ်ပတ်စံတွေလည်းရှိတယ်တို့ဟာကုသိုလ်ကောင်းမှုမလုပ်ခဲ့ဘူးခုတို့ဒုက္ခတွေရောက်နေပြီတို့အဲ့အချိန်မှာတောကပြန်ဖြစ်တာရာဇဂျူမျိုးကဆေးတဲ့အတော်ကြီး၄ယောက်ဆေးတဲ့ကအတော်ကြီး၄ယောက်လူဘဝမှာစီးပွားဥစ္စာရှာကြတယ်သူတို့မသုံးရမဆွဲရခုတ်ချစ်ပြီးတော့စီးပွားရှာကြတယ်စီးပွားရှာဖို့ပဲသူတို့ကြိုးစားတယ်တခြားလူရေးတန်းရေးဘာမှစိတ်ကူးမရှိဘူးသူတို့စီးပွားရှာဖို့ပဲကြိုးစားဘဝဆိုတာထာဝရနေရတဲ့နေရာမဟုတ်ဘူးလေအချိန်တန်တော့အချိန်တန်နဲ့ဆိုတာကိုယ်အချိန်နဲ့ကိုယ်ပဲဒီနေ့ကျတော့ကိုလက်ရှိဘဝကနေထွက်ခွာကြရတဲ့အနေအထားမျိုးတွေရှိတယ်အဲ့ဒီလိုလူဘဝမှာစီးပွားဥစ္စာပဲရှာပြီးတော့ဘာကုသိုလ်မှမလုပ်ဖဲနဲ့အချိန်တန်တော့ထွက်ခွာသွားရတဲ့အခါမှာပစ္စည်းဥစ္စာတွေကိုဆွဲလန်းပြီးတော့ရာဇဂျိုမျိုးမှာပြိတ္တမကြီးတွေဖြစ်နေတယ်တဲ့ပြိတ္တမကြီးတွေဖြစ်တော့သူတို့ကတော့သိနေတာသူတို့ဘဝကိုရှူချုံမရပြန်ပြီးတော့ပြောကြတယ်သူတို့ပြောတာလေးရလဲအမတ္တမခြေကွဲစရာကောင်းတယ်မယံဘောဂီတန်ဟရိမတမေနဝိတမေနစာငါတို့ကတော့တရားတဲ့နီးရောမတရားတဲ့နီးရောစီဝဥစ္စာရအောင်ရှာခဲ့ကြတယ်ပင်ပန်းခံပြီးတော့ငါတို့ဟာစီဝရအောင်ရှာကြတယ်တေအင်းကြီးပြိပုံစံတီငါတို့ရှာထားတဲ့ငွေကြေးတွေပစ္စည်းဥစ္စာတွေကိုကြံတဲ့လူတွေကအသုံးချပြီးတော့ပျော်ပျော်ပါပါနေကြတယ်ငါတို့ကြတော့ဒုက္ခပဲဒီဘဝမှာငါတို့ကတော့ဒုက္ခခံနေရတယ်ရှာခဲ့တဲ့ရလက်ကသူတို့လည်းမသုံးရဘူးသူတို့ရှာထားတဲ့ပစ္စည်းကိုသူတို့ရဲ့မျိုးဆက်တွေကနေအသုံးပြုနေကြတယ်သူတို့ကြတော့ရှားလိုက်ကပါတော့ဆိုဒုက္ခပြိတ္တာဘဝရောက်သွားတဲ့ဒုက္ခပဲရတယ်တောကဖြစ်တာအဲ့လိုဖြစ်တာနော်ရှားနေတော့သိမစင်စားမိဘူးပေါ့အာကျုံမတဲ့ရှားကြပြုကြမသိခြင်းမနဲ့ယုတ်တည်းဆုံးသွားတဲ့အခါကျတော့မကောင်းတဲ့ဘဝရောက်သွားရောက်တော့ပြန်ကြည့်တယ်ငါတို့တော့ရှားလိုက်ရတာအနေမနာအညာခုငါတို့ရှားထားသမျှသူတို့သုံးနေကြတယ်တေအင်းကြီးပြိပုံစံတည်တယ်ခြားလူတွေသုံးပြုနေမယံဒုက္ခတဘာကိနေတယ်ငါတို့ရလိုက်တာတော့ဒုက္ခပဲဘလောက်ခြေကွဲစရာကောင်းလဲစဉ်းစားကြည့်နော်လောကလူတွေအဲ့တိုင်မှာပဲအများစုကအဲ့လိုဖြစ်တယ်ကိုရှားတာကိုသုံးမသွားလို့ရှိရင်ကိုရလိုက်တာဒုက္ခတာဖြစ်တယ်ပေါ့အဲ့ဒါတွေကစဉ်းစားရမှာလို့သူပြောတာ
အဲ့ဒါဒီမစင်စားဘူးဆိုလို့ရှိရင်အဖြေမထုတ်နိုင်မှာမဟုတ်ဘူးဒါကြောင့်မို့ဒီအချိန်လွန်သွားမှဆုံးရှုံးသွားမှတောကဖြစ်မဲ့အစားချိန်ရှိတဲ့ခိုင်လေးမှာကြိုးစားအထုတ်တင်တယ်အမျက်ရအောင်ကြိုးစားအထုတ်ရမယ်သူဆိုလို့လေနော်